ချေအောင်ပြောတော့ကိုရဲ့ညတွေတဲ့မခိုးလုံးခြင်းနဲ့နှွေးထွေးမှုရှိဘူးမရေရနိုင်တဲ့ကိုရဲ့နေတွေတဲ့ချင်လာသူလေးစိတ်ညစ်ရမှာပဲအချင်းတွေချနေတယ်တေချာ